အားလုံးပဲမင်္ဂလာပါကျွန်တော်လောဘရင်းခက်မှန်းချက်များအစီအစဉ်မှာပြန်လည်ပြီးကြိုဆိုပါရစေအဲ့တော့မင်းညာကတော့ကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ဒီကိုဆိုဘော်ယူလေးကကျွန်တော်ပြောခဲ့လို့ပဲကျွန်တော်ပြား90ချင်းပြီးကစားခဲ့တယ်တေးကြခဲ့လို့ကျွန်တော်နေပြား90မင်းညာနစ်နာခဲ့တယ်ပေါ့နော်ဒါပေမဲ့တချို့နေရာမှာတော့ကြေးပြောင်းလဲရှိကောင်းရှိနိုင်တယ်ထားပါတော့ဘာပဲကျွန်တော်မင်းညာကကျွန်တော်ရွေးချယ်ပေးခဲ့တဲ့တပွဲကောင်းလေးကကြားခဲ့ပါတယ်အဲ့တော့ဒီနိုင်ငံပွဲစဉ်တွေမှာဆိုရင်ကျွန်တော်ရွေးချယ်မှုလုပ်ခဲ့ရ2ညရှိပါပြီပထမညကCyber နဲ့ဘော်ဇီနာတဲ့ပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းပေါ်ရွေးပေးခဲ့တယ်တူတူနဲ့ဖြစ်ခဲ့လို့ကျွန်တော်အပြည့်အဝပြောခဲ့ရတယ်မင်းညာကတော့ကိုဆိုဗိုနဲ့စလိုဗေးနီးယားပွဲစဉ်မှာကျွန်တော်ကိုဆိုဗိုပေါ်ရွေးပေးခဲ့တယ်ကျွန်တော်တေးကြခဲ့လို့ကျွန်တော်နေပြားစုံနစ်နာခဲ့ရပါတယ်အဲ့တော့ဒီညမှာလည်းကျွန်တော်ပုံမှန်တိုင်းပဲတပွဲကောင်းရွေးချယ်ပြီးတော့ခက်မှန်းပေးသွားပါဦးမယ်ဒီညအတွက်ကျွန်တော်ရွေးချယ်ပေးထားတဲ့ပွဲစဉ်လေးကတော့ကျွန်တော်တို့ဒီဥရောပဆုံးကမ္ဘာချစ်စစ်ပွဲစဉ်ကဘူဂေးရီးယားနဲ့တူရကီတင်းရဲ့ပွဲစဉ်ကိုကျွန်တော်ခမှန်ပေးသွားအောင်ဖြစ်ပါတယ်ဒီပွဲစဉ်မှာလက်ရှိပေးထားတဲ့ကြီးကတူရကီတင်းကနေပြီးတော့1 show ကိုပေါင်းကြီးကကျွန်တော် 3D ဖွင့်လာတယ်ပေါ့နော်ဒီကြီးကတော့ဒါကျွန်တော်ခမှန်ကြလို့ကျွန်တော်ပေးထားတဲ့ကြီးပေါ့နော်အနည်းကကြရင်တော့ကြီးပြင်းလာမယ်လို့ကျွန်တော်ကတော့ယူဆရတယ်ဘာလို့လဲဆိုတော့တူရကီတင်းကဒီနေ့ညမှာမဖြစ်ဖြစ်နေနိုင်ကစားဖို့လိုအပ်တယ်ပေါ့နော်တစ်ခါကဘူဂေးရီးယားတင်းကလည်းနိုင်ရရှိဖို့လိုရဲဆိုပေမဲ့လည်းသူတို့တင်းကခြေစွမ်းကအရင်အားရတာမရှိဘူးပေါ့နော်အဲ့တော့ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ခြေသမားရရှိမယ်ဆိုပြီးတော့ကျွန်တော် tricky body ကိုကြိုက်တယ်လက်ရှိပေးထားတဲ့ကြီးရတယ်ဝိုးကွင်းဖြစ်ပြီးတော့ကျွန်တော်တို့တလုံးကိုအရှုံးအောင်ပေးထားရပေါ့နော်ကပောင်းကြီးကတော့ကျွန်တော်ဒီပွဲစဉ်မှာတိတ်ပြီးတော့စိတ်ဝင်စားဘူးကျွန်တော်ဒီပွဲစဉ်မှာတော့ကျွန်တော်ကတော့ဝိုးကွင်းကနေပြီးတော့မဖြစ်နေအနိုင်ကစားမဲ့ကျွန်တော် tricky body ကိုပဲကြိုက်ပါတယ်ဘာလို့လဲဆိုတော့ဘူဂေးရီးယားအသင်းကကျွန်တော်ဒီနှစ်မှာအရင်ခြေသမားအားရတာမရှိဘူးပေါ့နော် tricky အသင်းကတော့နောက်ဆုံးပွဲစဉ်မှာစပိန်အသင်းကို6ဂိုးပြည့်နဲ့ရှုံးရဆိုပေမဲ့လည်းကျွန်တော်တို့သူတို့အသင်းရဲ့ခြေစွမ်းကဒီ National League မှာရပါတော့အတော်လေးကောင်းတာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ပေါ့နော်နောက်ဆုံးပွဲစဉ်မှာဆိုတော့ကျွန်တော်တို့ဒီတူရကီတင်းတင်းတွေကိုပဲစပိန်တင်းတွေကို6ဂိုးနဲ့ရှုံးလာတာပေါ့နော်6ပွဲစဉ်တွေမှာတော့သူတို့တင်းရဲ့ခြေစွမ်းကအရေးမညံ့ဘူးကျွန်တော်တို့ဒီဟန်ဂေရီတင်းကိုလည်းဝိုးကမှာ3-0နိုင်ရတယ်နောက်ကျွန်တော်တို့အာဆန်တင်းကိုလည်းဖိုးတွေ့နိုင်ရတယ်ပေါ့နော်အဲတူရကီတင်းရဲ့ဒီကချက်ကတူရကီတင်းကမနိုင်လည်းမနိုင်ဘူးနိုင်ခဲ့မယ်ဆိုရင်ဒီကောင်အနေနဲ့2ဂိုးပြတ်သွင်းပြီးတော့နိုင်လေးရှိရပေါ့နော်အဲ့တော့ဒီညမှာလည်းဘယ်လိုပဲဒီဘူဂေးရီးယားတင်းရဲ့အိမ်ခွဲမှာတူရကီတင်းနေနဲ့အနည်းဆုံးကျွန်တော်တို့နေ2ဂိုးပြတ်နိုင်မယ်လို့ကျွန်တော်ယုံကြည်ထားတယ်အဲကြောင့်မလို့ကျွန်တော်ညမှာတော့မိရပြပါတယ်ဒီညမှာတော့ကျွန်တော်ကဒီတူရကီတင်းပေါ်ဒီခွဲကိုကြိုက်ပါတယ်အဲကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေများအနေနဲ့လည်းဒီညမှာတေချာပေါက်အကျိုးရှိနေဆိုရင်တော့ကျွန်တော်ရွေးချယ်ပေးရတဲ့ဒီတူရကီပေါ်ဒီလေးကိုလက်ကစားဖို့ကျွန်တော်အကြံပြုခဲ့ပါတယ်Cross score အနေနဲ့တော့ကျွန်တော်ဒီပွဲစဉ်မှာတူရကီတင်းနဲ့ 2-0 နိုင်အောင်မယ်လို့ကျွန်တော်ကတော့ခံမှန်းပေးလိုက်ပါတယ်အဲကြောင့်မလို့ကျွန်တော်ရဲ့မိတ်ဆွေများအနေနဲ့လည်းဒီညမှာကျွန်တော်ရွေးချယ်ပေးတဲ့ tree လေးကိုလက်ကစားဖို့ကျွန်တော်ကအကြံပြုခဲ့ပါတယ်အားလုံးပဲအစီအမကြပါစေကျေးဇူးတင်ပါတယ်